ကျင့်တယ်လေဘလောက်ပြင်းတယ်ပြောလေဖြတ်ပြီးကျင့်တဲ့အကျင့်မရှိသေးဘူးဒါပေမဲ့အစောပိုင်းတော့ဘုန်းကြီးတစ်ပါးပြောတယ်4 မိနစ်အသက်အောက်အရိယာဖြစ်မယ်နော်အမြန်လန်းဘုန်းကြီးတစ်ပါးပေါ့ဗျာအမြန်လန်းပေါ်မှာရှိတယ်ဘုန်းကြီးတစ်ပါးနော်အမြန်လန်းတို့ဒီလှဲကူးတို့မော်ဘီတို့ကယဟန္တာတွေတအားများတာအခုလဲဟုတ်လားယဟန္တာအတုတွေပေါ့နော်ယဟန္တာအစစ်တော်မဟုတ်ပါအတုတွေတအားများလားယဟန္တာခဏလေးနဲ့ဖြစ်ဟိုနေ့ကသင်တန်းတစ်ခုတွေ့တယ်ဖျားဖြစ်ရေးသင်တန်းတယ်အမှန်ပါယဟန္တာလောက်တော့မကောက်တော့ဖျားဖြစ်သင်တန်းတယ်ဒီလိုလာတာဘုန်းတို့ဆရာဖြစ်သင်တန်းဆိုတာတော့သင်ပတ်ချတွေရမ်းနေတာအခုဖျားဖြစ်သင်တန်းတယ်ပေါ့တော့ခဲ့ရပါသေးမနော်အဲ့ဘုန်းကြီးကအသက်4 မိနစ်အောက်ထားတယ်အဲ့ဒါဆိုအရိယာဖြစ်တယ်တကယ်ဗီဒီယိုဖိုင်တွေလည်းရှိဟိုစာလည်းမတက်ဘူးလို့ယုံညတာပဲလူတွေကငါအားတွေဆရာဝန်ပဲပြောအင်ဂျင်နီယာပဲပြောပိုက်ဆိုင်ရှိတယ်ပဲပြောတခြားနေရာမှာလူလည်းလုပ်လို့ရတယ်တရားနဲ့ပတ်သက်ရလာရင်လူတွေကငါအားတွေဘုန်းကြီးတွေလေနေများခံဘာဖြစ်လို့ဆိုတရားလွယ်ခြင်းလို့တရားဘာဖြစ်တာလဲလွယ်ရနိုင်မှာမလားမရနိုင်ဘူးဆိုတာမှတ်ထားကိုအကျင့်တော်ကိုမပြင်နိုင်သေးရလေတရားလို့ချင်းပထမစိတ်နေစိတ်ဓာတ်အမှုကျင့်ဒါတွေပြင်ရတာဟုတ်အဲ့ဒါတွေပြင်လိုက်တဲ့ခါတရားရဖို့ကမခဲရင်ဘူးလေအဲ့ဒါတွေမပြင်နိုင်မနဲ့တခါကြီးဥပိုက်ရတရားမြန်ရခြင်းလို့ရပါမလားဘုန်းကြီးတုနဲ့တွေ့မှာပေါ့တော့မို့တရားတုနဲ့တွေ့မှာပေါ့ဟုတ်တယ်မလားအစာဖြတ်တယ်ရေဖြတ်တယ်ရေသက်တောက်ကျင်တယ်ကြိုက်တယ်လို့ချင်းဟိုမှာမြတ်စွာဘုရားအလောင်းတော်ကလေဖြတ်ကျင်တယ်အဲ့ဒီဝေလေဟာအတ္တတပဲဇိဝိတဝိညာဉ်လေးပဲအဲ့ဒီအသက်လေးကိုအောင်းထားလိုက်ရင်ပိုက်ထဲကနေမထွက်တော့ရင်မသေးတော့ဘူးအိုနာသေးလွတ်တဲ့တရားတွေးလိုက်မယ်လို့အောင်းထားတာ4 မိနစ်လောက်အောင်းကြည့်ပါအသေးတော့ဖုံတာပဲမဟုတ်ဘူးနော်ဘုရားလောက9 ရက်အောင်းထားတာတခါကြီးနော်9 ရက်အောင်းထားတယ်အဲ့ဒီနီမအောင်မြင်ဘူးဒါဆိုရင်လေအပြင်ဘက်ထုတ်လိုက်မယ်9 ရက်အောင်ထားတယ်အသက်မရှိရင်အသက်1ပဲဖြစ်ဘူးအဲ့ဒါဆိုထပ်သေးတရားမရှိဘူးအားဟာကိုစာလို့ပြောတော့အပ္ပန္နကဇံလို့ခေါ်တယ်ဝင်လေကို9 ရက်အောင်တယ်ထွက်လေကို9 ရက်အောင်တယ်သေလောက်အောင်ပန်းတာဘုရားလောင်းလေသေလောက်အောင်ပင်ပန်းတာဒါကြောင့်ဘုန်းပြောခြင်းနဲ့အစာဖြတ်ရေဖြတ်ရေတက်တောက်ခြင်းအတိတက်စားခြင်းကြိုက်တယ်လို့ခြင်းဘုရားခြင်းမဟုတ်ဘူးဘုရားသူတော်မနဲ့အဲ့ဒါမအောင်မြင်ခဲ့ဘူးလို့ပြောပြီးသားဟုတ်ပြီနော်နောက်ဆုံး4 တောင်ဖြတ်မကျင်ဘူးလားအောင်မြင်လားပြောချင်တာကဒီမှာအားနေတဲ့ဝိပဿနာဆိုတာမှကုသိုလ်ရသေးတယ်နော်အဲ့ဒီကျင့်တယ်ကိုဘုန်းကမေးတယ်လေ့လာကြည့်တယ်စူးစမ်းကြည့်တယ်အားထုတ်မှုတဲ့ဘုန်းကြီးတွေစံတက်တဲ့လူတွေရောအားထုတ်မှုတဲ့လူတွေရောမေးကြည့်တယ်တမထဘလို့ပေးလို့တမထလေလို့တီးတန့်ခွဲမပေးဘူးတဲ့ပညတ်ပရမလည်းအထူးမခွဲပါဘူးတဲ့တမထနဲ့ဝိပဿနာဘလို့ပြောတော့ဝိပဿနာတွေပါသင်မပေးဘူးတဲ့သူကဗဏိယနေရှူရှဲနေကြတယ်ဒါတရားနည်းလည်းမဟုတ်တော့ဘူးဟုတ်လားတရားနည်းလည်းဆိုရင်ဘုံယောဂီတို့ပြောခဲ့တယ်နော်တမထဘလို့ရှုတေချာမပြောဘူးလားအာယုံတစ်ခုတည်းကိုစူးစိုက်ရှုရတယ်အာယုံမျိုးကိုသိမှတ်ပေးရတယ်ဒါဝိပဿနာအာယုံတစ်မျိုးတည်းကိုစူးစိုက်ရှုတာကတမထတေချာခွဲမပြောဘူးလားဟိုတေချာခွဲပြောတာတော့ယောဂီတွေလုံးနဲ့ပါဆိုမှဘာမှမပြောဘဲနဲ့မှတ်ဟဆိုတာမျိုးနဲ့တရားရပါမလားရကိုမရဘူးနော်စိတ်ချဟုတ်လားဒါကြောင့်အားနေတဲ့ဝိပဿနာအားကြီးတဲ့ဝိပဿနာအားနေတဲ့ဝိပဿနာကုသိုလ်တော့ရတယ်နိဗ္ဗာန်မရဘူးတို့တော့ဒီအားနေတဲ့ဝိပဿနာတာမဟုတ်ဘူးတမထလည်းမပြောဘူးဝိပဿနာလည်းမပြောဘူးသူတို့ကျင့်စဉ်သူတို့ရဲ့အတွေ့အကြုံရသူစိတ်ကူးတဲ့တယ်လို့ကျင့်တတ်တဲ့ဟာကိုကျင့်ဆိုရုံနဲ့တော့ကုသိုလ်လည်းမရဘူးနိဗ္ဗာန်လည်းမရဘူးဒီတက်ဆိုတာပါလေအဲ့ဒီအကျင့်ကနိဗ္ဗာန်အောင်ကြောင့်အကျင့်လို့ထင်မိစ္ဆာဒိဋ္ဌိသေရင်လောကတွေငရဲကြနဖူးသွန်းတဲ့ဒုပုံခံကကိုယ်ွယ်ပါလေဆရာလွယ်ကငရဲအပဲအမြင့်တွေဝင့်တွေရှည်လျားရာဘုံတော့ဆရာတွေကိုအမြဲတမ်းကျေးဇူးတင်တရားအားထုတ်တာမထုတ်တာဒါဖုံအပိုင်းဖြစ်သွားနော်ကိုယ်တံဝေကညာကိုယ့်ရဲ့ရည်မှန်းချက်အတိုင်းပဲဘုံတို့လုပ်ဖို့ပဲရှိတယ်ဘုံတရားနဲ့ပတ်သက်အလိမ်မခံရတော့ဘူးဒီဘဝမှာအကုန်လေ့လာပြီစာလေးလည်းဖျားဟောပါဠိတွေလည်းလေ့လာပြီကျင့်စဉ်တွေလည်းဆရာကောင်းသမားကောင်းတွေနဲ့ဆရာကောင်းသမားတွေရဲ့တွင်တင်ညာမှုကိုလေ့ချာနီးယူပြီသူများပြောတဲ့အခါကျတော့လေဘုရားဟောနီးတိုင်းပဲပြောတယ်အပုသ္သလာမပေါ့ဟုတ်ပြီလားဘုံအတွက်ကတော့အလိမ်မခံအောင်ယောဂီတွေလည်းနားလဲတယ်ဆိုရင်အလိမ်ခံရတရားမရှိဘူးဘုံပြောတာအခြေခံလုံလောက်ပြီးသား
တို့တော့လောက်နေတော့အကုန်ပင်နားလဲဦးမလဲဟုတ်တယ်မလားဆရာသမားတွေတိတ်ကျေးဇူးတင်တာငါအလိမ်မခံဘူးဟိုစီးပွားဥစ္စာအလိမ်ခံတော့ဘာမှမခတ်ဘူးဘာမှမဖြစ်ဘူးဒါကဟိုကိုထက်လေတဲ့လူတွေတွေ့အလိမ်ခံရမှာဟုတ်တယ်မလားကိုကယုံကြည်မိရင်အလိမ်ခံရမှာလေဒါသဘောမကျဘူးလားလောကထဲမှာကိုကဥကိုပေါ့ဗျာသူဟာဥသူပေါ့ဗျာတခါတည်းဒီလိုဖြစ်တာဒါမဆမ်းပါဘူးတခြားအလိမ်ခံရတာတွေအများကြီးရှိနေတယ်မဆမ်းဘူးတို့တော့တရားအလိမ်ခံရင်တော့ဒုက္ခရောက်ပြီလားမှတ်ဟုတ်ပြီနော်အေးအဲ့ဒါကြောင့်ယုံကြည်မှုမလွန်ခဲ့ရတရားကိုပညာဆောင်မှလမ်းဖြောက်မည်တရားတရားရှိတယ်ဘုန်းကြီးတွေပြောရင်ယုံနေဆိုတာမျိုးမလုပ်အောင်ပညာနဲ့စောင့်ရှောက်ထားတရားကိုပညာဆောင်မှလမ်းဖြောက်မည်ပညာကိုတရားဆောင်မှလမ်းဖြောက်မည်ဒီခါကြီးတယောက်ကကမ္မဋ္ဌာန်းကြီးတွေအများကြီးသူအားထုတ်ဘူးတယ်ဆရာတော်ကြီးတွေနဲ့အနိကလေ့လာဘူးတယ်ဆရာတော်ကြီးတွေကြမ်းမရင်မကောင်းတော့ပင်မလိုက်တာညင်းညူတာကိုတွေ့ပြီးတော့အိုးဘုန်းကြီးဖြစ်နေပြီတော့ညီးရမလားတပည့်တော်အဲ့ဆရာတော်ကြီးမကြည်ညိုဘူးဒါသူနီးတိတ်တဘာဝမကြဘူးနဲ့ပြောတဲ့သူတွေရှိတယ်မြတ်စွာဘုရားရှင်ပြိဋိဘံဆိုင်ကနေဟန္တာဒါနိဘိက္ခွေအာမန္တယာမိကောဟန္တာပင်မလိုက်တာကွာလို့ညီးတာဟန္တာဆိုတာညီးညူတဲ့စကားကဲဒါလောကအရာပင်မနေလို့ပြောအောင်ကငါဘာဖြစ်ပါဘူးလို့ပြောလို့ရပါမလားဟဲ့ဘယ်ဟိုဝမ်းသွားနေတာသွေးကြောတွေပြတ်ဆက်သွားပြီလေဟန္တာဒါနိဘိက္ခွေခြေသားတို့ငါဘုရားပင်မလိုက်တာညီးညူတဲ့စကားကဲဘုရားရဟန္တာမဖြစ်ဘူးလို့ပြောလို့ရဘုရားတော့ဖြစ်ပြီးပါဆိုမှာကဲအဲ့ဒါဆိုတော့ခန္ဓာကိုယ်ကပင်မနေလို့ဖြစ်မှာပေါ့ဒါလောကသဘောရနော်သူတို့အဲ့လိုပင်မလို့စိတ်ထဲကနေပြီးတော့မကြင်မနဲ့ဖြစ်နေတာမျိုးတော့ဖြစ်သေးလားအဲ့ဒါအဓိကနော်ခုနလူပညာမရှိဘူးလားဘာမရှိတာတရားမရှိတာပညာရှိတယ်ပညာဆိုတာလေမတောက်တစ်ခေါက်ပညာပေါ့ဗျာတကယ်တက်တူလှုပ်ထားတဲ့သူကြတော့သိတာပေါ့ဗျာဩဒါပညာအစစ်ဖြစ်ထားတဲ့သူကြသိတာပေါ့ပညာလေးမတောက်တစ်ခေါက်ရှိတယ်ဆရာတော်ဘုရားကြီးများတကယ်သူတော်ကောင်းကျင့်ကြီးများဘုံပြောပြမယ်နော်ဆရာတော်ဘုရားကြီးများဆိုဆုံးမမှုဆရာသမားတွေဆိုဆုံးမမှုလက်ခံတဲ့ကဘုံတို့ဆရာသမားတွေအနေထိုင်ကြည့်သူတို့ရဲ့အမှုချင်းကိုကြည့်အဲ့ဒါကောင်းပြီဆိုရင်ကိုရပြီဘယ်ရဟန္တာဖြစ်တာဘုံတို့လည်းမဆိုင်ဘူးသိလည်းမသိတရားအယိုးတိုင်းဖြောင်းတိုင်းသင်သလားအနေထိုင်ကောင်းသလားအဲ့ဒါဆိုရင်ကြီးညိုပြီအဲ့ဆရာရဲ့တကားကိုယုံကြည်လိုက်လို့ပြီဟုတ်ဒါသိချပြီလေဟုတ်တယ်မလားရဟန္တာဖြစ်ချင်းမဖြစ်ချင်းယောဂီတွေနဲ့ဆိုင်လို့လားဒါဖျားပဲဆုံးဖြတ်ချက်ပေးနိုင်တဲ့ဟာလေဟုတ်တယ်မလားအဲ့ဒါကိုသွားပြီးတော့ကိုယ်လေးမရှိရအောင်နော်အနေတိုင်းကောင်းသလားနောက်သူ့ရဲ့ဟောပြောမှုဟာစာပဲပေနဲ့ကက်အောင်ညီအောင်ရိုးရိုးသားသားဟောတတ်သလားအဲ့ဒါကိုကြည့်ရင်အဲ့ဒီဆရာကိုဘုန်းတို့ကြီးညိုလို့ရပါခုနတခါကျတော့ပညာရှိတယ်အနေချင်းရှိတယ်ပေါ့လေတရားမပါတဲ့ကဆရာတော်ဘုရားကြီးများလေးစီပေသလားတိတ်ခါကာမအကျင့်သီလတိတ်ခါနဲ့ပြည့်စုံတဲ့ဆရာတော်ဘုရားကြီးတွေကိုဝေဘာနာမရှိဘူးလားသူကိုယ်တိုင်ကြဘာလုပ်နေတယ်ထင်တယ်ဖို့ထိုးနေတာကဲတရားတီးပြီးသားလို့လည်းသူကိုယ်တိုင်ကြဖို့ထိုးနေတာဝိဇ္ဇာလိုက်ခတ်ဘူးလားခတ်ဘူးလားတရားကိုပညာစောင့်မှလမ်းပြောင်းပြီးပညာကိုတရားစောင့်မှလမ်းပြောင်းပြီးတရားပညာဗုဒ္ဓဘာသာကိုကြီးညိုရင်တရားနဲ့ပညာဘယ်နှခုရှိရဘာနဲ့ပါတော့တရားနဲ့ပညာညီးမြဖို့လိုလားမလိုဘူးလားတရားလွတ်တော့ဆွန့်တယ်တရားလွတ်တော့တလွဲကြီးညိုတယ်တဲ့ပညာလွတ်တော့လည်းကွန့်တယ်ဟုတ်လားမှားယွန်းနေနဲ့သူဆင်ញတော်တရားတွေနဲ့ဝေဖန်တတ်တယ်တရားနဲ့ပညာမျှတဖို့လိုလားမလိုဘူးလားအခုဘုံဘုံကဒါအားနေတဲ့ဝိပဿနာအားကြီးတဲ့ဝိပဿနာကိုအခြေခံပြီးပြောနေရနော်ဟုတ်လားအားနေတဲ့ဝိပဿနာကဝိပဿနာလို့ပြောရင်သမထဝိပဿနာပညာပရမတ်ခွဲပေးတယ်ယုံနဲ့ကြောင်းကျိုးပြောပေးတယ်တို့တော့ဖိဖိသီစနစ်တကျမပြောလို့ဆရာကမသိလို့တို့မို့ယောဂီကမလုပ်တတ်လို့ဖြစ်မဲ့အားနေတဲ့ဝိပဿနာအနေနဲ့မုံဝါးနဲ့ရှုနေတယ်ပေါ့ဗျာဟုတ်လားလုံးထိုးနဲ့ရှုနေတယ်ကုသိုလ်တော့မရဘူးလားမဉ္ဇဉ်တော့ကျေသူမပြုတ်နိုင်နေဘူးအာကြီးတဲ့ဝိပဿနာကျကုသိုလ်ရောမရဘူးလားဖြစ်ပြမြင်ကလည်းရှင်းနေပြီလေအိဋ္ဌဒုက္ခအနတ္တလက္ခဏာရဲ့လည်းလင်းချင်းဖြစ်နေပြီလေဟောကုသိုလ်ရောမရဘူးလားမဉ္ဇဉ်ရောကျေသူမပြုတ်ဘူးလားအခုဘုံပြောနေတဲ့ဟာကအားနေတဲ့ဝိပဿနာတောင်မဖြစ်ဘူးသမထလည်းမသိဘူးဝိပဿနာလည်းမသိဘူးအကျင့်လည်းမမှန်ဘူးဟုတ်လားအဲ့ဒါကိုကြည်ညိုပြီးတော့တရားတရားလုံပြီးလိုက်အားထုတ်တော့လွဲသွားရော